တင်အိပ်ပျော်ဖြစ်သွားမယ်ထိတ်လန့်စရာအချက်၃ခုနံပါတ်1လူစိမ်းစည်ရင်စရာတွေအရလူတစ်ယောက်ဟာသူ့ရဲ့တသက်တာအတွင်းမှာလူသက်သမားတစ်ယောက်နဲ့အနည်းဆုံး36ကြိမ်လောက်လမ်းမှာဆုံဘူးတက်ကြပါတယ်နံပါတ်2အိမ်မက်ထဲကမျက်နှာများသိပ္ပံပညာရှင်တွေရဲ့အဆိုအရလူဟာကိုယ်တစ်ခါမှမမြင်ဘူးတဲ့မျက်နှာကိုအိမ်မက်မှတ်လို့မရပါဘူးဒါကြောင့်တင်းအိမ်မက်ထဲကကြောက်စရာကောင်းတဲ့လူစိမ်းဟာတင်လန်းမှာတကယ်တွေးခဲ့ဘူးတဲ့လူတစ်ယောက်ဖြစ်နေနိုင်ပါတယ်နံပါတ်3တင်းတစ်ယောက်တည်းမဟုတ်ဘူးလားသိပ္ပံနည်းကျလေးလာမှုတွေအရလူတစ်ယောက်ဟာသူ့ကိုတယောက်ယောက်ကစိုက်ကြည့်နေတယ်ဆိုရင်အာရုံကြောစနစ်တွေကတဆင့်အလိုလိုသိရှိနိုင်တဲ့စွမ်းရည်ရှိပါတယ်အကယ်၍သင်ဟာအိမ်မှာတယောက်တည်းရှိနေခြင်းတစုံတစ်ယောက်ကသင်ကိုကြည့်နေသလိုမျိုးရုပ်တရက်ခံစားလိုက်ရရင်အဲ့ဒါဟာသင်စိတ်ကူးရင်တာမဟုတ်ပဲတကယ်ပဲတယောက်ယောက်ကသင်ကိုအမှောင်တွေကစိုက်ကြည့်နေတာဖြစ်နိုင်ပါတယ်ဒီအချက်တွေကဘယ်အချက်ကပိုကြောက်ဖို့ကောင်းလဲအသေးအစမ်းတွေထပ်သိဖို့ဖတ်ဟုမြန်မာကို subscribe လုပ်ထားပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်